စကားပြောလိုက်တယ်မှာမပီမသားတွေဖြစ်တယ်ဘလုံးပထွေးတွေဖြစ်တယ်တခြားသူတွေကကိုယ်ပြန်ပြန်ပြီးမေးတယ်ဘာပြောလိုက်တာလဲဘာပြောလိုက်တာလဲအဲ့လိုခဏကိုပြန်ပြန်ပြီးမေးကြတယ်အဲ့လိုအမေးခံရတဲ့ခါကျတော့ကိုယ့်ရဲ့ယုံကြည်မှုကလည်းရောကြလာတယ်ဒါဘာကြောင့်ဖြစ်တာလဲကျွန်တော်ပြောပြအောင်ခင်ဗျားတို့အသက်ရှူတဲ့ပုံမမှန်လို့အသက်ရှူတဲ့ပုံမမှန်တဲ့အခါကျတော့ကိုယ်အမြဲတမ်းမောလာတယ်ပြီးတော့လောလာတဲ့စကားပြောတာပြီးတော့ကိုယ့် confidence မရှိဘူး articulation နဲ့မကောင်းတော့အသက်ရှူတဲ့ပုံမမှန်တာနဲ့တင်ကိုအဲ့ဒီပြဿနာတွေကနောက်ကနေလိုက်လာကိုအသက်ရှူတဲ့ပုံစံကိုတည်ငြိမ်လေးကိုအသက်ရှူနိုင်တယ်ဆိုလို့ရှိရင်ခင်ဗျအဲ့ဒီပြဿနာတွေတော်တော်လေးအဆင်ပြေသွားလိမ့်မယ်တခုခုကိုမှမသိတာမျိုးတွေရှိလာခဲ့တယ်တခြားသူတွေမေးလာခဲ့တယ်ဆိုရင်တော့မှ RNUL တွေဒီလိုမျိုးမစင်စားဘဲနဲ့မေးခွန်းတွေကိုပြန်ပြီးတော့မေးတဲ့ပုံစံမျိုးနဲ့ဖြေရှင်းလို့ရတယ်အခုတယောက်ကကိုယ်မေးလာကိုမသိရဆိုဟုတ်လားဒီဟာလေးကိုကျွန်တော်3ပိုင်းပန်းလိုက်မယ်ဗျာခင်ဗျားတို့ကျွန်တော်3ပိုင်းပန်းပြီးရှင်းပြမယ်ပထမပိုင်းတစ်ပိုင်းကတော့ဒီလိုမျိုးလို့ကျွန်တော်ထင်တယ်ဆိုတော့ခင်ဗျားဒီဘူးလေးကိုဘယ်လိုမြင်လဲဆိုပြီးတော့မေးတယ်ပေါ့နော်ထားပါဒီဘူးလေးကပါလေးလဲပေါ့ဘယ်လိုမြင်လဲဆိုပြီးမေးတယ်ဒါဆိုလို့ရှိရင်ဒီဘူးကတော့ကျွန်တော်ဒီမှာမြင်ရသလောက်ဆိုလို့ရှိရင်ဒီမှာ body building ဆိုပြီးတော့ပြောတော့ဒီကောင်ကတော့တေချာတယ်ကျွန်တော် body building နဲ့ဆက်တဲ့ပစ္စည်းတစ်ခုဖြစ်လိမ့်မယ်အခုလို့ဆိုတော့ကျွန်တော်ဘာမှမသိဘူးလက်မချက်ကျွန်တော်ကြည့်ပြစေဘာကျွန်တော်မသိသေးဘူးဒါပေမဲ့ဂျားထဲမှာစကားစာပြတ်သွားလားဆိုလို့ရှိရင်မပြတ်တော့အဲ့လိုမဟုတ်ဘူးဒီဥစ္စာကြီးကျွန်တော်မသိဘူးအဲ့လိုမျိုးဖြစ်เสียမလို့ဆိုတော့လက်မချက်ဒီကောင်လေးကတော့ဒီလိုဖွင့်လို့ရတာဟုတ်ပြီကျွန်တော်ထင်တယ်ဒီကောင်ကတော့ကျွန်တော်မှားကောင်လဲမှားနိုင်ပါတယ်ဒီကောင်တော့ဒါ supplement လေးတွေထည့်တဲ့ဟာမျိုးဖြစ်လိမ့်မယ်ဒီကောင်ချိန်လေးလဲပါတယ်ဆိုတော့လေ supplement ထည့်တဲ့ဟာမျိုးဖြစ်လိမ့်မယ်ဆိုတာမျိုးပေါ့အဓိကကိုကတည်ငြိမ်နဲ့ဖြည့်ရှင်းသွားနိုင်တယ်ဆိုလို့ရှိရင်အဆင်ပြေလာလိုက်မယ်ပေါ့အဲ့တော့စကားမပီတာမျိုးတချို့ကျတော့မွေးရပါပါလာတာမျိုးတွေရှိတယ်အလေးအကျင့်တွေကြောင့်ကိုကစကားကိုလောပြောတတ်တဲ့အကျင့်ကြောင့်မလို့မပီမတာဘလုံးပထွေးတွေဖြစ်သွားတာမျိုးရှိဒီအတွက်ကတော့ခင်ဗျလေ့ကျင့်စရာတစ်ခုရှိတယ်ဒါက mouth movement ပေါ့နော်ကျွန်တော်တို့ပါးစပ်ရဲ့ movement တွေကိုများလုပ်ပေးရမှာဆိုပါတော့ဒီမှာကျွန်တော်လုပ်နေမြင်လာတော့မသိဘူးprivate မှာလောက်တာတော့ကောင်းတယ်လीအပြင်မှာတော့အဲ့လိုမျိုးကြီးလောက်တာတော့မကောင်းဘူးကိုက private မှာဆိုလို့ရှိရင်လေ့ကျင့်လို့ရတယ်အားလုံးပဲမင်္ဂလာပါ big black book တို့အင်္ဂလိပ်စကားမှာဆိုလို့ရှိရင် big black book bought the bread အဲ့လိုမျိုးလို့ရှိရင် big black book bought the bread ကိုရဲ့ပါဇက်ကတခုခုပြောမယ်ဆိုရင်အဲ့လိုမျိုးပါဇက်ကိုက movement လေးများလုပ်ပေးပေါ့လေအဲ့ဒီ movement များလုပ်ပေးဟာကကိုတကယ်စကားပြောလာပြီဆိုတဲ့အချိန်မှာကိုရဲ့ပါဇက်က movement များလုံနိုင်တဲ့အတွက်ကိုမြန်ပြောတယ်ဆိုရင်တော့မပီမသားဖြစ်စေတဲ့အကြောင်းမရှိဘာလို့နှက်ခန့်တောက်လျှောက်လိုက်ပြင်နေတာမလို့အခုဆိုကျွန်တော်ဒါမြန်ပြောပြနေတယ်ဒီဥစ္စာခင်ဗျားတို့စီမကောင်းကြားနေရမှာပဲဟုတ်တယ်မလားအဲ့တော့ပါဇက်လှုပ်ရှားမှုတွေအဓိကထားပြီးတော့မြန်လေးလေ့ကျင့်ပေးပါဒါဆိုလို့ရှိရင်ခင်ဗျာအဲ့လိုဘလုံးထွေးဖြစ်တာတွေပါညာတွေအများကြီးရှောင်နိုင်လာလိမ့်မယ်အရင်လည်းမစိုးရိမ်ပါနဲ့တခုခုဆိုလို့ရှိရင်ကျွန်တော်ရှိမှတင်ခဲ့တဲ့ power post တွေရှိမယ်မေးခွန်းပြန်မေးပြီးတော့စဉ်းစားတာမျိုးတွေရှိတယ်ဒါမျိုးတွေကိုအဓိကတွတ်လက်ကိုကထက်မြက်နဲ့အသုံးချဖို့လိုတယ်ဒီလိုမျိုးအသုံးချတတ်ဖို့ကလည်းကိုကဘာလုပ်ရမှာလဲဆိုလေ့ကျင့်ရမှာပဲလေ့ကျင့်မယ်action တွေနဲ့ပဲစကားပြောမှပဲကိုလိုချင်တဲ့အနေအထားတစ်ခုရောက်လာမှာအခုဒီဗီဒီယိုထိုင်ကြည့်လို့ခင်ဗျားရဲ့စကားပြောစွမ်းရည်တွေတိုးတက်လာမှာမဟုတ်ဘူးခင်ဗျားလေ့ကျင့်မှရမှာဒါလေးကိုသိထားစေ